ထောက်စီရမို့အဲ့တော့သူဒီဟာရတော့ကိစ္စမှာဒီစိတ်ကောင်းနေရောက်ပါဟုတ်ကဲ့နော်အဲ့မှာအဲ့တော့ဘိုးကျုပ်မူကြီးတန်းရွှေဆိုရနဲ့ပြန်ပြီးတော့သူညှိလိုက်ညှိလိုက်ပြီးတော့အင်းစိန်ဆိုရနေပြီးတော့ကျွန်တော်တို့မိသားစုတွေပြန်ရောက်ပေါ့အင်းစိန်ထောင်အင်းစိန်ထောင်ဟုတ်ကဲ့အင်းစိန်ထောင်ရောက်နေတော့မှကျွန်တော်ကပကံမှာကျွန်တော်အိမ်ဆောက်အဲ့တော့ကျွန်တော်ကို၄ဇောင်လောက်တက်တဲ့ဟာဆန်းညုပ်ဦးဆိုတဲ့ကနေပြေးလာပြီးတော့အာစုကြီးတော့အင်းစိန်ထောင်နဲ့ရောက်သွားပြီခင်ဗျားတော့အမွေရမယ်မွေရတော့မစုကြီးတော့စိတ်တက်ကြွပြီးပြေးလာတာနဲ့နောက်2ရက်3ရက်လောက်ကြာတော့တန်းကျွေနဲ့စုကြီးကညှိလိုက်တော့သူကကျွန်တော်မိသားစုနေတဲ့အိမ်ပြန်ရောက်သွားပြီမကြခင်ပဲအိမ်ကြီးကိုစပြင်တယ်ဒီတော့ကျွန်တော်တို့ဘုံမှာအပြင်ကနေကြည့်နေတဲ့လူတွေကသိတော့ကျွန်တော်ကဟိုတယ်ကပါလေနေကအေးကန်ကြီးကအေးကန်နေပေးလိုက်ကြည့်လိုက်တယ်ဟိုလင်္ကာဆောင်နေလုပ်တယ်လားဘာဟောတယ်လဲအေးလေးမဟုတ်ဘူးထိတ်တာမဟုတ်ဘူးလေအေးကန်ဘယ်လိုထိတ်တာလဲစီလုံးသားဟောလေကျွန်တော်တက်ပြီးဇူးနဲ့ရိုက်တော့ဟိုအိမ်ဆောက်နေတဲ့ဟာဒီကအကုန်လုံးတော့ပုံနဲ့ပေးလိုက်တယ်တော့ပုံနဲ့ပေးလိုက်တော့ကျွန်တော်ကအဲ့ဒါကိုတေချာကန့်ကွက်တဲ့ဟာတရားသူကြီးကိုပေးလိုက်တယ်အဲ့တော့စုကြည်ဘက်ကရှင်းနေ9ယောက်ခေါ်တယ်သူတို့ရဲ့ dream team ခေါ်တယ်ရှင်းနေ9ယောက်ကနေပြီးတော့ dream team ဆိုဟိုအမေရိက O.J. Simpson case ကလည်းအဲ့လိုရှင်းနေ9ယောက်6ယောက်နဲ့ dream team ခေါ်တယ်ဒီအကုန်လုံးလိမ်ပြီးတော့ဒီမှာဓာတ်ပုံကြီးနဲ့တေချာရိုက်ပြတာတော့သူတို့အဲ့ဒါပြင်မဆောက်ပါဘူးဆိုပြီးတော့ညာကြပြီးတော့တရားသူကြီးက9အောက်10လားတော့ကိုကျွန်တော်တို့ဖြေပေးအဲ့ဒီသွေးမှာစုကြည်တာအကုန်ပြီးအောင်ဆောက်လိုက်တယ်သူတို့လိုချင်တာနောက်ပြီးမှကျွန်တော်တို့ကရှုံးစေတဲ့အိမ်ကြီးကတန်ဖိုးတက်အောင်ဆောက်တဲ့တွယ်တဲ့ကြိုက်တယ်လို့ပြင်ကြိုက်လို့ဖြက်ကြိုက်လို့ပြင်အိမ်တစ်ခုလုံးပြည့်အောင်ရတယ်ပြင်ပြီးတော့ဆောက်ပြီးတန်ဖိုးတက်အောင်လို့အဲ့လိုဥပဒေရှိတော့ဒါမှလည်းထားလိုက်ပါတော့အဲ့ဒါကခုနအာနာရှင်ဆိုကလက်ထက်ကဥပဒေတိုင်းလုပ်တော့ဆိုရတယ်လေသူလုပ်ချင်တယ်လို့လုပ်လို့ရတာပေါ့ကျွန်တော်ပြောတာရှင်းလားဟုတ်အငါပြောရှင်းပါလေအဲ့တော့ကျွန်တော်ရှင်းနေအောင်မေးတယ်အဲ့ဒါကငါတို့မွေခွဲရင်ဘယ်လိုပြောရမလဲဒါအမွေခွဲရင်ဒါသူတို့လောက်တာလေကျွန်တော်ကတော့ကန့်ကွက်ပြီးပြီနောက်တစ်ခုကကျွန်တော်ကန့်ကွက်တာအဲ့ဒီချိန်တော့ဒီအိမ်ကြီးကဒီတမိုင်းဝင်ပြတ်တိုက်ဖြစ်ဖို့အလားအလာရှိတဲ့အတွက်ဘာမှမဖြစ်ဖို့ငကိုပင်ရေးထားဖို့ဆိုတာမလိုဘူးတဲ့အဲ့ဒါတွေမလိုအခုကျတော့လိုပြန်ပြီလို့သူတို့ကလိုတဲ့အခါမှာတမျိုးမလိုတဲ့အခါမှာဒီလိုစိတ်ကလေးကိုတုတ်ကျင်တာရှောက်လို့အဲ့တော့အဲ့တော့ပြောလိုက်ရှင်းပြီနော်ဒါပါပဲနော်ဟုတ်တယ်ဥမာပဲတချို့လေးစိတ်ကြီးတွေကအငယ်နဲ့တွေ့မှာပဲသိရတာဖြစ်တယ်ပထမဆုံးပြောချင်တာတော့ကျွန်တော်တို့စိတ်လည်းမကောင်းဘူးဒီဖြစ်ရတာဘာဖြစ်လို့လဲဆိုတော့ဘုရားအောင်ဆန်းဆိုတဲ့ဒီနာမကျွန်တော်တို့တိုင်းပြည်မှာအင်မတန်ဩဇာကြီးပါတယ်အဲ့ဒီမှာကျွန်တော်တို့စာကြီးဩရတာဖြစ်တဲ့ငယ်ဦးအောင်ဆန်းကဒီပက်ကဲကိုကျိုးတယ်ဆိုတာဘုရားအောင်ဆန်းလိုက်ရှိစိတ်ကောင်းမှာပေါ့ဒါပေမဲ့စောစောပြောတာဒီကျွန်တော်တို့မှတ်သားထားပါတယ်ဘဝလေးတစ်ခုကျွန်တော်တို့နိုင်ငံရေးပါတီတွေကတော့ဒီလူတွေကြားထဲမှာရောက်တဲ့အခါကျတော့တန်ပေါင်းဆိုပြီးရတာရှိတယ် feedback ကိုနိုင်ငံရေးကြားမှာနောက်တစ်ဖက်ကလည်းဒီဟာကိုအတွေးရိုင်သွားစီတော့တဲ့လော်မီကထုတ်လွှင့်တဲ့ဟာတစ်ခုလည်းကျွန်တော်တို့စီမှာရှိတယ်အဲ့ဒါဘာလဲဆိုတော့အန်ကဲကိုပဲ greedy ဖြစ်တဲ့အောင်ပေါ့ဒီဟာကြီးကိုလိုချင်နေတယ်ဟဲ့လားဒီအေကိုလိုချင်နေတယ်ဆိုတာဆိုတော့ကျွန်တော်တို့ကပြောတယ်သူလိုချင်တာဒါအငယ်နဲ့အခုဒီမဆုံးရင်တော့သူလိုချင်တာဒီတဝက်မြတ်မြတ်တတ်တာလိုချင်တာပဲဒါနဲ့ပတ်သက်လို့ကြပြားပေါ်မှာစုကြည်ပိုင်တဲ့ဟာကိုကျွန်တော်တောင်းဆိုနေတာဟုတ်စုကြည်က100% တူရမယ့်ဟာကိုကျွန်တော်ခုမှရော့အောင်လုပ်တာမဟုတ်သူကကျွန်တော်ကို 0% အရင်မရမကလုပ်ကြည့်မရတော့မှအခုမှ100% ပေးရတော့မယ်ဆိုတော့အဲ့ဒါကိုတတ်နိုင်တယ်များ
100% နဲ့မရောရောအောင်ကြောက်လို့အဲ့ဒါကစိတ်ကကိုကမမှန်ဘူးဆိုတာပြ simple mathematics အခုကဟာလာကိုနေဒီဟာခွဲဝေဖို့ကလူ9ယောက်6ယောက်ရှိတာမဟုတ်2ယောက်တည်းရှိအဲ့ဒါကို3ယောက်ရှိတယ်လို့ဘာလို့4ယောက်ရှိလို့ဥပဒေကိုလုပ်ချင်တိုင်းလုပ်လို့ရတယ်နောက်ခုနတရားမမှုကြီးမှာကောခုနယူခံ3ကစလုံးမှာခင်မောင်အေးဆိုတဲ့ဟာနာမည်တစ်ခုမှမတက်ဘူးနော်နောက်တစ်ခုကဒီဟိုခင်မောင်အေးကနေပြီးတော့ကော်မရှင်နာမဟိုကျွန်တော်ကတေပြိုင်မဟုတ်ပဲနဲ့ကော်မရှင်နာအရှိမခွဲရမယ်အချိန်မှာကျွန်တော်တေပြိုင်ဖြစ်ဝင်လာတယ်ဆိုတာလည်းဥပဒေကဝင်ခွင့်မရှိဘူးနော်နောက်တစ်ခုကခင်မောင်အေးကိုယ်တိုင်လည်းအဲ့လိုတေပြိုင်ဖြစ်နေဝင်မလာတော့မှကျွန်တော်ကိုလည်းခွဲပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ဆိုခင်မောင်အေးဘက်ကစာရွက်စာတမ်းတစ်ခုမှလည်းမရှိဘဲနဲ့စူးကြီးဘက်ကကြီးပဲသူ့ကိုခွဲပေးရမယ်ဆိုတဲ့ဟာလုပ်ပေးအတိတ်ပဲမရှိတာလေဥပဒေကိုလုတ်ချင်တိုင်းပောက်ကြအောင်လုပ်ပြီးတော့လုပ်ထားတဲ့ကိစ္စကျွန်တော်ရတာရှင်းလားမသိရှင်းတာအပြင်ကျွန်တော်တို့ဒီကိစ္စကိုတော်တော်လေးအံ့ဩမိတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံရေးသမားတွေရဲ့ပတ်ဝန်းကျင်မှာတော့အကဲဒီမှာဖြစ်သူကဟိုဒီမိုကရေစီ icon ပေါ့ hero အနေနဲ့တိုင်းပြည်ကရှုမြင်ရတာရှိတယ်။တချို့ကလည်းမတိုင်းပြည်တခုလည်းမဟုတ်ကဘာမှာတော်တော်များများသူ့စုပြီးကြီးမြင့်ကြအခု Nobel Peace Prize ပြင်သူ့ကိုကြီးမြင့်လာတဲ့စုတွေအများကြီးကဘာပေါ်ဟာသူ့ပြန်ရုပ်သိမ်းလိုက်မဟုတ်ရုပ်တွေလုံးလုံးအဲ့ဒါတိထားဖို့နော်အဲ့တော့သူတို့တိလာဟိုဟာကျွန်တော်ဒီအမွေမှုမှာလည်း personal case မှာသူကတရားဥပဒေကိုကြော်ပြီးတော့မဟုတ်ဘူးလုပ်ထားတယ်အဲ့ဒါကိုကျွန်တော်မကျေနပ်လို့ဒီတိုင်းမီဒီယာကိုသိချင်တင်ပြဒါလည်းကျွန်တော်ချင်းပြောလို့မတတ်တော့